ဒီနေ့တော်လှန်ရေးရဲ့အကြီးတန်းဆုံးအချက်ကဘာလဲသိလားမြေပြင်မှာအသက်နဲ့ဘဝကိုရင်းပြီးတိုက်နေရတဲ့ရဲဘော်တွေကဆယ်လီဘီယက်တီနဲ့အင်ဖလူအန်ဇာလို့ခေါ်တဲ့လူသိများသူတွေရဲ့မျက်နှာကိုကြည့်ပြီးမျက်နှာသာပေးနေရတာပဲကျွန်တော်တို့ကျမတို့ကစနစ်ဟောင်းကိုဖြိုဖျက်ဖို့စ조사နေတာပါဒါပေမဲ့လက်တွေ့မှာတော့ငွေရှိရင်ဘာငွေရှာနိုင်ရင်အာဏာရှိတယ်ဆိုရဲစနစ်တစ်ခုကတော်လှန်ရေးထဲမှာနေရာယူလာနေတာမြင်နေရတယ်ဆယ်လီဘီယက်တီတွေအပေါ်မိခိုနေရတဲ့အမှားNUG နဲ့ PDF အဖွဲ့အစည်းတော်တော်များများမှာခိုင်မာတဲ့ဗဏ္ဍာရေးစနစ်မရှိတော့ဆယ်လီဘီယက်တီတွေရဲ့အလူခံပေးမှုဖန်ရေးစင်းကိုပဲအားကိုးနေရတယ်။ဒါကြောင့်အဲ့ဒီအင်ဖလူအန်ဆာတွေဟာတော်လှန်ရေးရဲ့ထောက်တိုင်လို့ဖြစ်လာကြတယ်။ဒါပေမဲ့အဲ့ဒီထောက်တိုင်တွေကတဦးတယောက်ရဲ့ခေါ်စာအာဏာနဲ့အတက်တွေအပေါ်မှာပဲရက်တည်နေတာခင်ဗျားတို့သတိထားမိကြလား။ပြည်သူအလူငွေကိုလက်ထဲကင်ထားပြီးချဲလဲခြင်းဆယ်လီဘီယက်တီတော်တော်များများကသူတို့ပုံရိပ်လာဖို့အတွက်တော်လှန်ရေးကိုခုတုံးလုပ်ပြီးအလူခံကြတဲ့ရလာတဲ့ငွေကိုစနစ်တကျခွဲဝေတာတော်လှန်ရေးရဲ့ဝန်တစ်ခုလုံးကိုရောက်ရှိနိုင်အောင်ခွဲဝေတာမျိုးမဟုတ်ပဲသူတို့စိတ်ကြိုက်သူတို့ကိုမျက်နှာသာပေးတဲ့သူတွေကိုပဲရွေးချယ်ပြီးပေးနေကြတာပဲဖြစ်ပါတယ်။မြေပြင်ရဲဘော်တွေကများမှာတော့ရန်ပုံငွေပြတ်မှာစိုးလို့အဲ့ဒီအင်ဖလူအန်ဆာတွေရဲ့အလိုကျနေပေးရတယ်ချီးမွမ်းခန်းဖွင့်ပေးရတယ်ဘယင်တပားလို့ဘယင်မတပားလို့မော်ဘူးစီဆိုမှမော်ဘူးခွင့်ရကြတဲ့ပုံစံမျိုးဖြစ်နေတာကိုသိကြပါရဲ့လား။တကယ်တော့ဒါဟာတိတ်ခါရှိတဲ့ရဲဘော်တွေကိုဩဇာခံတွေဖြစ်အောင်လုပ်နေကြတာပါပဲဗျာ။အတန်းရှင်းရှာသူတွေနဲ့အသက်ပေးဆက်သူတွေအင်ဖလူအန်ဆာတွေကလှပတဲ့ဓာတ်ပုံတွေဗီဒီယိုတွေနဲ့လူတွေရဲ့အတန်းရှင်းကိုရှာနေချိန်မှာမြေပြင်ရဲဘော်တွေကတော့အဲ့ဒီရန်ပုံငွေလေးအနှဲငယ်ရဖို့အတွက်အသက်ကိုပေါင်နှံထားရတာပါခမများတို့ကြည့်ပါအေးလို့အဖွဲ့မျိုးမှာဆယ်လီဘီယက်တီဆိုတာမရှိဘူးအဖွဲ့စည်းရဲ့စနစ်နဲ့ပဲစနစ်တကျအလုပ်လုပ်ကြတယ်NUG ရန်ရထဲမှာတော့အင်ဖလူအန်ဆာတွေကသူတို့ရဲ့နာမည်ကြီးမှုကိုသုံးပြီးမြေပြင်ရဲဘော်တွေကိုအတုံးချခံတွေလိုဆက်ဆက်နေကြတာရင်နာစရာပဲအဲ့ဒါဘာကြောင့်လဲတီးကြခိုင်မာတဲ့ဗဏ္ဍာရေးစနစ်မရှိလို့ပါပဲဒေါ်လန်ရေးကိုဖျက်ဆီးနေတဲ့ဆယ်လီဘီယက်တီယဉ်ကျေးမှုအမှန်တရားကိုထောက်ပြရင်ဒလန်လို့တစိတ်ကတ်တယ်သူတို့နဲ့သဘောထားမတူရင်ဒေါ်လန်ရေးတစ္ဆာဖောက်လို့ဝါဒဖြန့်နေဒါတွေကအင်ဖလူအန်ဆာတွေရဲ့လက်နက်ပဲဒါကြောင့်လဲအချင်းချင်းကြားမှာဆဲဆိုတာတွေနှိမ့်ကွက်တာတွေများလာပြီးအကြောင်းအရာကိုအမှန်တရားကိုဆွေးနွေးတဲ့ယဉ်ကျေးမှုပျောက်ကွယ်သွားရပါတယ်ဒေါ်လန်ရေးဟာအာနာရှင်ကိုတိုက်ရင်းနဲ့အာနာရှင်စိတ်ပေါက်နေတဲ့ဆယ်လီဘီယက်တီတွေရဲ့ခေါ်စာခံဖြစ်နေရသလိုအဲ့ဒီနောက်ကလူအုပ်ကြီးရဲ့သွေးထိုးလုံးဆုံမှုတွေကြောင့်မဖြစ်တင်တာတွေဖြစ်ခဲ့ရတာတွေလည်းများနေပြီဆိုတာသိကြပါရဲ့လားကျွန်တော်တို့ကျမတို့ပြောချင်တာကဒေါ်လန်ရေးဟာဆယ်လီဘီယက်တီတွေရဲ့အလှပြကွင်းမဟုတ်ဘူးမြေပြင်ရဲဘော်တွေဟာလည်းအင်ဖလူအန်ဆာတွေရဲ့အတုံးချခံတွေမဟုတ်ပါဘူးတာဝန်ယူမှုရှိတဲ့ဗဏ္ဍာရေးစနစ်တစ်ခုမတည်ဆောက်နိုင်သေးတော့မြေပြင်ရဲဘော်တွေရဲ့အသက်သွေးကြွေးတွေဟာအဲ့ဒီလူတွေရဲ့နာမည်ကြီးရေးအတွက်လောင်စာတွေဖြစ်ပဲဆက်ရှိနေဦးမှာပါပဲဗျာဆယ်လီဘီယက်တီများအားလုံးကိုမဆိုလိုပါအင်ဖလူအန်ဆာများအားလုံးကိုမဆိုလိုပါဖန်ရေးစင်းအားလုံးကိုမဆိုလိုပါကိုကျိုးမရှာပဲတော်လန်ရေးအတွက်စေတနာမှန်စွာလုပ်ကင်ပေးနေတဲ့ဆယ်လီဘီယက်တီများအင်ဖလူအန်ဆာများနဲ့ဖန်ရေးစင်းများအတွက်ဒီဗီဒီယိုကစိတ်နှောက်ယှက်ဖြစ်ခဲ့ရင်အနူးညွတ်တောင်းပန်ပါတယ်